ဖះလောင်ရဲ့ဂျေမင်းလေးဂျေလေးရမင်းကြီးနဲ့စကားစမြည်ပြောတယ်ပေါ့စကားစမြည်ပြောတော့အဓိက source ကဘာကိုပြောချင်တာလဲဆိုရင်မင်းကြီးတဲ့အဲ့ဒါကအဲ့ဒီဂျေလေးရလည်းပဲသူ့ရဲ့ညီဂျေလေးပဲတဲ့အကျွန်ုပ်နဲ့သူနဲ့လေမုန်တိုင်းတွေတိုက်ခတ်တဲ့ကြောင့်ဘဝတွေချသွားတယ်ကံကြမ္မာမုန်တိုင်းတွေတိုက်ခတ်တဲ့ကြောင့်ဘဝတွေချသွားခဲ့ကြတာတဲ့အဲ့ဒီတတိဂုံဘဆိုတဲ့ဒီဝရက်လောင်ကြီးကလည်းခိုးသား900တွေနဲ့အနေနီးခဲလို့တဲ့ခိုးသား900တွေရဲ့အကျင့်စရိုက်တွေမကောင်းတဲ့ဒုစရိုက်အမှုတွေမကောင်းတဲ့ပြောဆိုမှုတွေသူ့မှာစီးဝင်နှမျောနေတာတဲ့ကျွန်ုပ်ကတော့ဒီယတိတွေနဲ့သာသွန်ကြာစံတွေစပြီးယတိတွေအဆုံးမကိုနာခံပြီးတော့နေရတဲ့ကြောင့်ဤကဲ့သို့ယဉ်ကျေးနေတာပါတကယ်တော့အဲ့ဒီတတိဂုံဘနဲ့ကျွန်တော်ပုပ္ပကတို့ကညီကိုရင်းချတွေပါလူတိုင်းဟာတတ္တဝါတိုင်းကရေပုံကအနေနီးခဲ့လို့ရှိရင်အဲ့ဒီလိုစီမင်းတတ်တယ်လို့မင်းကြီးကိုပြောတယ်ပုပ္ပကတရားဟောတဲ့အဆင့်တော့မဟုတ်သေးဘူးပေါ့အပြန်အလှန်ပြောနေတဲ့အချိန်လူတိုင်းဟာကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ပတ်ဝန်းကျင်ပေါ်မှာစီးမျောပြီးတော့ကိုယ့်ဘဝကြီးတွေကပြောင်းလဲသွားကြတယ်တဲ့သူကအဲ့လိုပြောတာဒီနေရာမှာဦးဇင်းတို့ကအနေငယ်ဘုဒ္ဓဖြစ်เสียဖြစ်တဲ့အကြောင်းအရာလေးနည်းနည်းပြောချင်တာကတကယ်လို့ဒုဒ္ဓကာမတွေကအကယ်၍တတိဂုံဘလို့ခိုးသား900တွေနေတဲ့နေရာမျိုးပြုတ်ကျသွားခဲ့မယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲအဲ့ဒီခိုးသား900တွေရဲ့ဇယိုက်တွေအကျင့်ဆိုးတွေဒုဒ္ဓကာမတွေအစည်းဝင်ခံမှာလားလို့ဦးသိန်းကမေးချင်တာပေါ့အစည်းဝင်ခံမလားအကယ်၍များပေါ့ခိုးသား900တွေလို့ဇယိုက်ဆိုးတဲ့ပတ်ဝန်းကျင်မှာနေခဲ့ရမယ်ဆိုရင်အဲ့ပတ်ဝန်းကျင်မှာပဲထာဝရရှင်သန်မှာလားရှင်သန်မှာလားအေးထာဝရမရှင်သန်ဘူးဒါတော့ဒေဝရအလောင်းပေါ့ဒေဝရအလောင်းဆိုတော့သူ့ရဲ့ဗီဇဝါမကောင်းတဲ့ဇိုက်မှာပြောတာဟုတ်အကယ်၍ဦးဇင်းတို့ရဲ့အယူဆရပါဦးဇင်းတို့လည်းအကယ်၍များအဲ့လိုဂျိုင်းဆိုင်နဲ့အတိုင်းဝိုင်းမှာနေခဲ့ရမယ်ဆိုရင်အဲ့အတိုင်းဝိုင်းမှာမနေဘူးထွက်ခွာရမှာပဲဒီလိုဖျားလောင်းနေတဲ့သူတော်ကောင်းနေရကတော့ထွက်ခွာစရာမလိုဘူးပေါ့ပဝန်းကျင်ကောင်းနေတာဟုတ်ဘုဒ္ဓအရာပြောရမယ်ဆိုလို့ရှိရင်ဒီ management lecture ကဆရာတယောက်ပြောတဲ့ theory လေးတစ်ခုပြောပြဒါကတော့ကိုယ်ပဝန်းကျင်ကဒီ negative thinking တွေပေါ့အဆိုးမြင်ဝါဒတွေရှိနေရဆိုရင်တခါတည်းမှာပဝန်းကျင်ဖောက်ထွက်ပဝန်းကျင်နဲ့တူလို့မရဘူးဥမာဘယ်လိုပြောချင်တာလဲဆိုရင်ကိုကတောင်သူလယ်သမားသားသမီးပေါ့တောင်သူလယ်သမားသားသမီးကအမေဖေးနွားထွန်ခဲ့တယ်အမိုက်ကောက်စသည်ပေါ့တောင်သူရဲ့လုပ်ငန်းတွေလုပ်ခဲ့တယ်ကိုဘွားကြော်တော့ပဲတောင်သူလုပ်မယ်လို့ကိုကယူဆထားခဲ့မယ်ဆိုရင်တသက်လုံးကိုဘွားလည်းတောင်သူဖြစ်မှာပဲအဲ့ဒီ fraud theory ကဘာကိုပြောချင်တာလဲဆိုရင် fraud ဆိုတာဖားပေါ့တုတ်နဲ့မတူဘူးပေါ့တုတ်ကဖပြုတ်နဲ့ဖားနေရသူ့ရဲ့activity ကြီးကမတူဖပြုတ်ကစားလို့မှမရတာဖားကစားလို့ရတယ်နောက်တစ်ခုဖားကတစ်ပင်တွေပေါ်မှာခုန်တက်နိုင်တယ်အမြင့်တွေမှာခုန်နိုင်တယ်ဖပြုတ်ကအဲ့လောက်မစွမ်းနိုင်တက်ကောင်းတက်နိုင်တယ်ဖားလောက်မစွမ်းနိုင်ဒါဆိုင်းရဲ့zoology ရဲ့ဘုဒ္ဓပေါ့အဲ့ဒီမှာအဲ့ဖပြုတ် theory မှာဘာပြော fraud theory ကဘာပြောချင်တာလဲ fraud theory မှာဖားတွေအကောင်တရားပြိုင်ပွဲလုပ်တယ်အပြေးပြိုင်ပွဲပေါ့ဘယ်နေရာမှာပန်းတိုင်လဲဆိုရင်ဓာတ်တိုင်ထိတ်ဓာတ်တိုင်ဆိုမီးတိုင်မို့ဓာတ်တိုင်ထိတ်ဓာတ်တွေပါမလိုက်နိုင်ဘူးအဲ့ဓာတ်တိုင်ထိတ်ကိုသူတို့ရဲ့ပန်းတိုင်အဖြစ်အပြေးပြိုင်ပွဲလုပ်တယ်ပေါ့အဲ့ဒီအပြေးပြိုင်ပွဲမှာဖားတွေကပြိုင်ရတယ်ပေါ့ပြေးရတကောင်ပြီးပြေးတက်ကြတေးကြဓာတ်တိုင်ထိတ်ရောက်တကောင်ကရောက်တက်နဲ့တကောင်ကတက်တဝက်လောက်ရောက်ပြုတ်ကြနောက်တကောင်တက်ပြုတ်ကြနောက်တကောင်တက်ပြုတ်ကြအဲ့လိုနဲ့ဖားတွေကဖား69ကောင်လုံးကပန်းတိုင်ထိတ်ထိမရောက်ဘူးအဲ့ဒီဓာတ်တိုင်ထိတ်ထိမရောက်ဘူးပေါ့ဓာတ်တိုင်ထိတ်ထိမရောက်တော့ကျတော့တကောင်တော့ကြံနေတယ်အဲ့ဒီတကောင်ကတော့သူခက်တီတီနဲ့ပဲတက်ချသွားတယ်သူများတွေပြုတ်ကြတဲ့နေရာလဲသူကပြုတ်မကြဘူးအထက်တက်တယ်တက်ရင်နဲ့ဓာတ်တိုင်ထိတ်ဆိုတဲ့ပန်းတိုင်ကိုရောက်သွားတယ်ခက်တီနဲ့ပဲသူကဆင်းချလာတော့အခြားဖားတွေကမေးတယ်
ဟဲ့ဟဲ့မင်းကငါတို့ကောင်တွေပြုတ်ကြတာငါတို့69ကောင်ပြုတ်ကြမင်းဘာလို့ပြုတ်မကြလဲအဲ့သူတို့ချင်းချင်း69ကောင်ထပ်မေးတော့လေဟာငါရောက်မတက်နဲ့တဲ့ချော်ကြတယ်ပြုတ်ကြတယ်အဆင်မပြေဘူးအဲ့ဒါတမင်ကငါတို့ကိုဝန်ဖမ်းထားတဲ့အရာကြီးသူတို့ဖားချင်းချင်းပြောကြအဆင်မပြေဘူးဘာဖြစ်ညာဖြစ်အဲ့လိုမျိုးပေါ့လုံးဝ negative thinking ပေါ့မဖြစ်နိုင်ဘူးဆိုတဲ့အရာပေါ့အဆိုးအပြတ်သဘောဆောင်တဲ့အတွေးခေါ်တွေပေါ့အချင်းချင်းအဲ့လိုပြောတယ်တက်ရင်နဲ့သူကချော်ကြမယ်မှမကြံသေးဘူးစိတ်ကချော်တကယ်တော့မချော်သေးဘူးစိတ်ကချော်သွားပြီဘုံဆိုပြုတ်ကြတယ်သူ့ရဲ့ psycho ကဘယ်လိုပြောကြဥမာဒုရကမာရဲ့ high နာလေးမှာမတ်တက်ရက်လိုက်တာအမြင့်ကြီးကမတ်တက်ရက်တာနဲ့ဟိုတထွာလောက်ရှိတဲ့နေရာလေးမှာပပလေးပဲဥမာလက်ငါးလက်မလောက်ရှိတဲ့ဒုကလေးမှာကိုကမတ်တက်ရက်နိုင်တယ်အနေလေးမှာအမြင့်ကြီးမှာလည်း9လက်မလောက်ထူတဲ့နေရာမှာရက်နိုင်တယ်ဒါပေမဲ့အမြင့်ကြီးမှာကျတော့စိတ်ကချင်းချောက်အပြတ်သဘောဆိုတော့ငါမရက်နိုင်တော့ဘူးဆိုတော့စိတ်တွေရှိအဲကျတော့အမြင့်ကြီးမှာလောက်ထူတဲ့နေရာမရက်နိုင်စိတ်ကအဓိကစိတ်ပေါ့အဲ့ဒီမှာဒီကောင်ဒီကျန်တဲ့ဖာ69ကောင်ကအချင်းချင်း negative thinking တွေဝင်ပြီးတော့အပေါ်ထိမရောက်ကြဘူးဒီဖားရမေးဟဲ့မင်းကဘာလို့ပန်းနိုင်ထိပ်ထိရောက်သွားတာလဲမေးရဟာငါတော့ငါဘောက်ငါတက်ဆက်ရှိရတက်လိုက်တာပဲကွာငါမသိဘူးတဲ့ဟင်ငါတို့အချင်းချင်းတွေပြောနေမကြောက်ဘူးလားတဲ့ငါတို့ကဒီပန်းတိုင်ဒီဓာတ်တိုင်ရချော်တယ်လို့ပြောနေပြုတ်ကြဟိုကောင်ပြုတ်ကြဒီကောင်ပြုတ်ကြငါတို့ကကြားတယ်မြင်တယ်ပေါ့မင်းကမကြောက်ဘူးလားမမြင်ဘူးလားဟာငါမြင်တယ်ကြားတော့ငါသိမကြောက်ဘူးကွာတဲ့မင်းတို့ပြောတာမြင်တော့မြင်တယ်ကြားတော့မကြောက်ဘူးကွာတဲ့ငါထင်တာတော့ငါဒီကောင်ကြီးချောကြတာငါအတွက်တော့ငါဝန်နာဖြစ်အောင်ငါအောင်မြင်သူဖြစ်အောင်ငါရှိရပြုတ်ကြနေတယ်ငါ motivate တွေဖြစ်နေတာငါမှ enthusiast တွေဖြစ်နေဒီစိတ်ဓာတ်တွေတက်ကြွနေရောပေါ့လေအဲ့ဒါဟုတ်လားမင်းကမကြောက်ဘူးလားမကြောက်ဘူးဆိုတာငါလုံးဝမကြောက်ရတော့မဟုတ်ဘူးကွာတဲ့နည်းနည်းလေးလေးနေရတယ်ငါလုံးဝမကြောက်ရတော့ဓာတ်ဖြစ်တာတော့မဟုတ်နည်းနည်းလေးလေးနေရတယ်နည်းနည်းလေးလေးနေလို့ငါမင်းတို့ပြောတာမကြောက်ဘူးကွာငါအားကြောင့်တက်သွားပြီးပန်းနိုင်ရောက်သွားတာကွာအဲ့ဒီ theory ကဘာကို lesson ပေးချင်တာလဲဆိုတော့တခါတရံမှာတဲ့ပတ်ဝန်းကျင်ရဲ့ negative thinking တွေကိုကိုနားထဲမှာမထည့်အောင်ကိုယ့်ရဲ့အတွေးခေါ်တွေကိုယ့်ရဲ့ဒီ goal ပေါ့ကိုယ့်ရဲ့ target တွေမှာအနှောက်အယှက်ဖြစ်တယ်ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့်တခါတရံမှာအနှောက်အယှက်ဖြစ်တယ်ဒီဖားထိတ်ဆုံးပန်းနိုင်ရောက်သွားတော့ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ရဲ့စကားကိုဂယုမဆိုင်လို့ဖြစ်တယ်။ तू ကတေချာပေါက်ဒီဓာတ်တိုင်ထိတ်ကိုရောက်အောင်မယ်လို့ तू ဆုံးဖြတ်ထားတဲ့ target ရှိတယ်။အဲ့ဒီ target ကို तू ရှောက်လန်းပြေးသွားနေတဲ့အချိန်မှာ negative thinking တွေရှိတယ်။အခြားသောဖားတွေကအဲ့ negative thinking တွေကိုဝင်တဲ့အတွက်ကြောင့်ပန်းတိုင်ကိုမရောက်ဘူး။အောင်မြင်မှုမရောက်ဘူးပေါ့။အဲ့ဒီလိုပဲငါတို့တရားဓမ္မတွေကလည်းအလုပ်တစ်ခုကိုလုပ်ကြပြီ။ပညာရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဘလို့ target ပဲဖြစ်ဖြစ်ဥမာတရားအားထုတ်တာပဲဖြစ်ဖြစ်ကုသကောင်းမှုလုပ်တာပဲဖြစ်ဘလို့အရာမဆိုပေါ့ဘလို့ activity မှမဆိုတခါတရံမှာပတ်ဝန်းကျင်ကိုဂရုစိုက်ကြမလို့ဂရုစိုက်တယ်ဆိုရင်ကိုကဒီထဲကလူပဲဖြစ်သွားမယ်ဥမာရွာမှာမွေးတဲ့ဆိုရွာသူရွာသားတောင်သူလယ်သမားဆိုတောင်သူသမားပဲဖြစ်သွားမယ်မိဘဝန်ထမ်းဆိုမိဘကိုလည်းဝန်ထမ်းပဲဖြစ်သွားမယ်ကိုဘဝကိုတာလွန်မွန်မြတ်တဲ့ဘဝကိုမှန်းထားတယ်မှန်းထားတဲ့အချိန်မှာရှောက်လန်းတဲ့အချိန်မှာ negative thinking တွေအများကြီးဝင်နိုင်တယ်negative thinking တွေဝင်တဲ့အချိန်မှာကိုကဒါဘုံပြောတဲ့ fraud theory ပဲဒါငါဘဝကြီးကိုပျက်စီးအောင်လုပ်နေတဲ့အတွေးခေါ်ယူဆတွေငါနားထဲမှာနားတော့ကြားမှာပေါ့ကိုနှလုံးသားထဲမှာကိုယ့်ရဲ့ခံစားချက်ထဲမှာကိုယ့်ရဲ့ emotion ထဲမှာထားမထားအောင်ကိုကဆက်ပြီး run မယ်ကိုယ့်ရဲ့ target အဲ့ဒီလိုဖြစ်မယ်ဆိုရင်တော့အဲ့ဖားလေးလိုပဲအောင်မြင်ပန်းတိုင်ကိုလိုချင်တဲ့အရာတေချာပေါက်ရမှာပဲပတ်ဝန်းကျင်ရဲ့စကားတွေနားထောင်နေရင်တော့ပတ်ဝန်းကျင်တွေစကားနားမထောင်ဘူးလို့ပြောတာမဟုတ်သူတို့ရဲ့ပြောတဲ့ဆိုချက်ကိုယ့်ရဲ့ခံယူချက်ထဲကိုယ့်ရဲ့ target ကိုပြောင်းလဲသွားလောက်အောင်ကိုက change မလုပ်အောင် we need to change ဆိုတဲ့နေရာဒီ Cameron တို့ Obama တို့ပြောတယ် we need to change ဆိုတာ wrong strategy ဖြစ်မှ change ရတာကိုယ့်ရဲ့နီးပြင်ကင်တွယ်နေတဲ့နီးတွေကမှားယွင်းမှ change ရတယ်အကယ်၍မှားယွင်းခဲ့ပြီဆို change ရမှာပဲမ change ခဲ့ဘူးဆိုရင်ကိုယ့်ဘဝကိုယ့်မိသားစုကိုယ့်ရဲ့ရက်ကွက်စသည်ပေါ့နောက်ဆုံးပိတ်နိုင်ငံကြီးကိုယ့်ရဲ့ society ကိုယ့်ရဲ့ဗုဒ္ဓဘာသာဆိုဗုဒ္ဓဘာသာအတိုင်းဝိုင်းကြာရှုံးမှာပဲတရသေးထားလို့မရဘူးအရာတိုင်းကပြောင်းလဲနေအောင်မနစ်ကနဲ့ဒီနှစ်နဲ့လည်းမတူဘူးလေဒီပညာတွေလည်းတိုးတက်တယ်စသည်ပေါ့
တိုးတက်နေရအများကြီးကိုဘွားကလည်းဘာလို့တိုးတက်တင်တာလဲဆိုတော့ကိုကနားလေအောင်ပဝန်းကျင်ရဲ့စကားကိုအလေးကယုံမပြုတ်တယ်ဘူးဆိုတာဒီမီးတွေထွန်းနေပေါ့မီးတွေထွန်းတာဘယ်လိုလဲသိလားဒီလက်စမီးတွေထွန်းတဲ့လူသိလားသောမတ်အဗာအဒီစင်မလားဟုတ်တယ်မလားဒီမီးတွေလေအကုန်မီးတွေစထွန်းတာကိုပြောတာလေဒီခုလောက်ထားကိုပြောမှာမီးဆိုတဲ့အရာဒီလိုထွန်းလိုက်လို့ချင်းလုံးဝမလင်းဟိုလေတိုက်ရင်လည်းမငြိမ်းဘူးဖြစ်အောင်လုပ်ပေးတာတီထွန်းခဲ့တဲ့သူကသောမတ်အဗာအဒီစင်မလားအဲ့အဒီစင်ကြီးကသူတီထွန်းတဲ့အချိန်မှာအချိန်ပေါင်း1000ကျော်အဲ့အချိန်မှာဒီမီးဦးဇင်းတို့ခုလိုမြင်ရတဲ့လေတိုက်လည်းမငြိမ်းတဲ့မီးကိုရရှိအဲ့ဒီအချိန်မှာသူ့မှာပတ်ဝန်းကျင်ကပြောတယ်ဒီကောင်ငကြောင်ကြီးကောက်နေတာယူနေပြီလို့ပြောတယ်သူကယူဆိုင်လားမဆိုင်ဘူးအကယ်၍စိုက်ခဲ့မယ်ဆိုရင်ဦးဇင်းတို့ဘဝတွေဒကာရမတို့ဘဝတွေခုလိုညာချမ်းမှာဒီလိုနေလို့မရဘူးလင်းမှာမဟုတ်အလင်းရောင်ရရှိမှာမဟုတ်တခါတည်းမှာကိုယ့်ရဲ့ဥတီချက်ကိုယ့်ရဲ့ယူဆချက်တွေကပတ်ဝန်းကျင်နဲ့ဆန့်ကျင်ကောင်းဆန့်ကျင်လိမ့်မယ်ကိုယ့်ရဲ့ဥတီချက်ကိုယ့်ရဲ့တာဂတ်ကကောင်းတယ်ဆိုလို့ရှိရင်ကိုကချင်းလို့လောကမချင်းအောင်ဘာပြောတခုတော့ရှိတယ်ကိုလှုပ်တဲ့လှုပ်ရက်ကပတ်ဝန်းကျင်တွေကိုဆိုးကျိုးတွေဖြစ်စေတယ်ထိခိုက်စေတယ်ဆိုရင်တော့ချင်းအောင်ပါပဲဥပမာခုလက်ရှိမှာခေတ်စားနေတဲ့ INIS ပေါ့ဟုတ်တယ်မလား ISIS ပေါ့သူကထိခိုက်တာလေဒီ Steven Solar တို့ James Pobley တို့လေဖြတ်တာတော့ American ဘယ်ခံမှာလဲဒါထိခိုက်တာလေသူမြောက်ထိခို